အားလုံးပဲမင်္ဂလာပါနော်ဒီမှာလေဒီလိုကြောင်မျိုးမွေးပြီလို့ကတော့သွားပြီကြွက်ခုတ်နေတာသူ့ဟာနဲ့သူ့တော်မှကြည့်အောင်အိတ်နေတာဟိုလေကောက်ပြုတ်ကြနေတာမလားတော်တော်ပြင်းတဲ့ကောင်ကွာကြည့်ပါဦးအော်မကြည့်အောင်အိတ်နေတော့ပြုတ်ကြနေတာဟာဟုတ်ဗျာအာကြောင်နဲ့ခွေးနဲ့ခွေးဘောကြီးကြောင်ကြောက်တယ်အော်အော်ကြောင်တွေကခွေးကိုနိုင်တာလားဟုတ်တယ်အမှန်သူလှုပ်တယ်မြင်လားအဲအော်ကြောက်တယ်နော်မခွေးอ่ะအဲသူကြောက်တယ်နော်အဲတခင်းရှိကြတယ်လှုပ်သွားတာဗောတခင်းလက်ကဗျာအာတခင်းတော်တော်ကြောက်တာပဲအာဒီကောင်ဩကြောက်တယ်နော်ခွေးရဲ့ကြောင်ကြောက်တယ်နော်သူဘယ်လိုလှုပ်တာလဲမသိဘူးငငယ်တည်းကမွေးထားတော့လားမသိဘူးတော့ခွေးတော့မရဘူးနော်ကြောင်တွေ့အတင်းလိုက်ကြိုက်တာဟုတ်တယ်သူပြန်သူပြေးတယ်ကြည့်ပါလားအိုးလိုက်ကြရပြေးရကြမရဩအော်ကြည့်ပါငငယ်တည်းကမွေးထားတဲ့ကောင်တွေမူတို့အဲ့ဒါသူကရှောက်နေတာမကြည့်မအဲ့ဒါနမူနာယူတော့ကြည့်တာသူများကိုရန်စားရင်ဘာဖြစ်လဲကြည့်တာအဲ့ဒါဂျာကားဝင်ဆွဲသွားပြီရန်လောက်နေတာကိုယ်စာကိုသူများလာစားမှဆိုသူများကိုရန်လောက်တာကိုယ်စာကိုနောက်ကသူများနှိုက်စားသွားတာကြည့်တာလူတွေလည်းအဲ့လိုပဲနော်လူတွေလည်းအဲ့လိုပဲနော်ကိုကကြီးပဲမှတ်မနေနဲ့နောက်ကသူများနှိုက်စားပါမှာမကြည့်မနှကောင်ကိုက်နေတော့ဒီဘက်တကောင်ဒါပဲညီတုတ်နေပြီကုန်းသွားပြီဗျာဒါပဲလေဟိုကောင်နှကောင်မပြီးသေးဘူးကိုက်နေတော့စိုးနေပြီဟာအမဲသူကစားပြီးတော့ပြီးတော့မှလားမသိဘူးကိုအောင်စားနေတာမကုန်သေးလို့မသွားသေးတာငါကောင်ကိုက်နေတော့လှုပ်မပြေသေးဘူးဘူလူနာအာနာလူနေရပေါ့အာနာလူနေတော့ဘေးနာကောင်ထိုင်းစားလိုက်တာကုန်းသွားပြီအေးအကြောင်းသွားလိုက်ပြီကုန်းသွားတော့ပြန်လာသေးတယ်ဟာသူမပြီးသေးဘူးဆိုတော့ပြန်လာစားတယ်ကဲဗာတက်နိုင်